အမေဖေကဒီပိပိလိလို့လေအသက်20ကျော်ရောက်တဲ့ခါကျတော့အိမ်တော်ရသားချဖို့နားချတယ်ဘလို့မှစိတ်ဝင်စားတဲ့ခါကျတော့မိဘတွေလက်လျှော့အောင်ဆိုပြီးတော့အလွန်ချောမောလှပတဲ့နော်ရွှေရုပ်တရုပ်ကိုပရိန်သေးတွေကိုသူခိုင်းတယ်ခိုင်းပြီးတော့ဒီအယုတ်နဲ့တူလောက်အောင်လှတဲ့အမျိုးသမီးကိုရရင်ယူမယ်လို့မဖြစ်နိုင်ဘူးထင်လို့သူကမပြုတ်ကျင်လို့ဒီလိုလုပ်တာအဲ့ဒီရွှေရုပ်ကိုထမ်းပြီးတော့နော်သူရဲ့အချွေအနေကသွားပြီးတော့ရှာတော့စောစောကပြောတဲ့ဗဒ္ဓါကိုသူတို့တွေ့တာတွေ့တဲ့အခါကျတော့သူတို့တောင်းရတဲ့အခါကျတော့အလုံးသဘောတူတယ်အမျိုးနွယ်အဖြစ်စီတဲ့ဥစ္စာအဖြစ်တူမျှတယ်ဆိုပြီးတော့ဒါပေမဲ့လို့အဲ့ဒီပိပ္ပလိရောမေဘဒ္ဓါရောအိမ်တော်ပြုတ်ရမယ့်အနေအထားကိုသိတဲ့အခါကျတော့လျှို့ဝှက်တဝန်လွှာပေးကြတယ်တဲ့မင်းငါ့ကိုမယူနဲ့ငါ့ကိုယူလို့ရှိရင်မင်းတစ်ချိန်ရောက်ရင်ဒုက္ခရောက်မယ်ဘာလို့ဆိုတော့ငါကမိဘတွေသိပြီဆိုရင်ယဟန်ပြုတ်မှာဒါကြောင့်မင်းငါ့ကိုမယူနဲ့အဲ့ဒီလိုတဝန်လွှာရေးပြီးတော့ပို့တာဟိုဘက်ကအမျိုးသမီးကလည်းအဲ့ဒီတိုင်းတဝန်လွှာရေးပြီးတော့ပို့တာတိုက်ဆိုင်ဆိုင်ပေါ့အဲ့ဒီတဝန်လွှာနှစ်ခုကိုယူလာတဲ့လူကလည်းလမ်းမှာတိုက်ဆိုင်ဆိုင်တွေ့ကြတယ်လို့ဆိုတယ်ဘယ်ကလာတဲ့တုန်းသူတို့မေးလိုက်တဲ့အခါကျတော့အကြောင်းသိတော့စာတွေကိုဖွင့်ဖောက်ပြီးတော့ဖတ်ကြည့်ကြတာအဲ့ဒီကြတော့မှထူးခြားတယ်ဆိုတော့အဲ့ဒီစာတွေအကုန်စုပ်ဖြဲပြီးတော့တယောက်တယောက်နှစ်သက်တဲ့အကြောင်းတွေကိုစာတွေကိုပြင်ရေးပြီးတော့ပို့တာအဲ့လိုနဲ့စိတ်သဘောမတူညီပဲနဲ့အကျဉ်းလင်မယားဖြစ်ကိုရောက်ရတာဒါပေမဲ့လို့တော့ရတဲ့အချိန်ကစပြီးတော့မောင်လိုနှမလိုပဲနေကြတယ်တဲ့ဒါပေတို့သိပါတယ်နော်အလယ်မှာပန်းကုန်းထားပြီးတော့အိတ်တာပန်းကုန်းမညှိုးဘူးဆိုတာအဲ့ဒါသူတို့ပဲဘာလို့လို့သူတို့မှအဲ့ဒီလိုစိတ်တွေနော်နေပါနေရတာတော့ဆိုရင်ပြမပြေကလာလို့ပြမပြေကလာတဲ့အတွက်ကြောင့်အဲ့လိုဖြစ်တာ